ကျောင်းမှာဘသူမျက်စီထဲမှာမဝင်လူရမဝင်နဲ့တာမန်ဆယ်ကျော်တက်ကောင်လေးဒေးလက်စီစကီးစီမာတော့နဲ့မာဒီဆိုတဲ့သူငယ်ချင်းနှစ်ယောက်ပဲရှိတယ်သူကကျောင်းကအလှပကေးလေးကေဒီကိုတိတ်ခိုးယူသွနေရသူပေါ့တနေ့မှာတော့သူ့အမေဟာရုတ်တရက်ဦးနောက်သွေးကြောပေါက်ပြီးဆုံးပါသွားခဲ့တဲ့ကာရုံးစာအုပ်တွေထဲမှာတော့အကြတဲ့နဲ့ကြုံရရင်စူပါဟီးရိုးတွေဖြစ်လာတတ်ကြပေမဲ့လက်တွေ့ဘဝကတော့ထင်တယ်လို့ဖြစ်မလာပဲပုံမှန်တိုင်းပဲလေပတ်နေခဲ့တယ်ဘာလို့လက်တွေ့ဘဝမှာစူပါဟီးရိုးလုံးမဲ့သူမရှိတာလဲလို့ဒေးကမေးတော့သူငယ်ချင်းတွေကစွမ်းအားလည်းမရှိပိုက်ဆံလည်းမရှိရင်မဖြစ်နိုင်ဘူးလို့ပပဆက်ဆက်ညင်းကြတယ်အဲ့ဒီအချိန်မှာပဲဒေတာခန်မာဖီးယားကောင်းချုပ်ကြီးဖျန့်ဒီမိုကိုရဲ့အလိုလိုက်ခံထားရတဲ့တားဖြစ်သူခရစ်ဒီမိုကိုဆိုင်ထဲဝင်လာတယ်သူ့ကိုသွားမိတ်ဆက်ဖို့စ조사ပေမဲ့တက်တော်ဆောင်ကမောင်းထုတ်လိုက်လို့ဒေးတယောက်လက်လျှော့လိုက်ရတယ်အိမ်ပြန်လမ်းမှာဒေးနေတော့တို့ဟာလမ်းဘေးလူမိုက်နှစ်ယောက်ရဲ့ဓာပြတိုက်ချင်းကိုခံရတဲ့အနာကအိမ်ပြတင်းပေါက်ကနေလူတယောက်လမ်းကြည့်နေပေမဲ့ဘသူမှဝင်မကူညီကြဘူးအားလုံးကဥပိ္ပခါပြုပြီးလှိတ်ထွက်သွားကြတာကိုနာကြီးမိယာကနေဒေးဟာကိုယ်တိုင်ပဲတုံ့ပြန်တိုက်ခိုက်မဲ့သူဖြစ်လာဖို့ဆုံးဖြတ်လိုက်တော့တယ်သူဟာအွန်လိုင်းကနေအစိမ်းရောင်ရေငုံဝတ်စုံတစ်ထည်ကိုမာယူပြီးဝတ်စုံအဖြစ်ပြုပြင်လိုက်ကသူ့ကိုယ်သူဟီယိုတယောက်အဖြစ်စိတ်ကူးရင်ပါတော့တယ်တစ်ဖက်မှာလည်းမာဖီးယားကောင်းချုပ်ဖျန့်ခါသူ့လူတယောက်ကိုစစ်ဆေးနေတယ်အဲ့ဒီလူကသူတို့ကိုဘတ်မန်လိုဝတ်စုံဝတ်ထားတဲ့သူတယောက်ကတိုက်ခိုက်ပြီးမူရစ်ဆေးတွေလူသွားတယ်လို့ပြောပေမဲ့ဖျန့်ကမယုံပဲအဲ့ဒီလူကိုတပ်ပစ်ဖို့သူ့ရဲ့ညာလက်ယုံကြိုးကိုအမိန့်ပေးလိုက်တယ်တကယ်တော့အဲ့ဒီမျက်နှာဖုံးစွပ်တိုက်ခိုက်သူဟာရဲရရှိဟောင်းဒေမိုမကရီတီဖြစ်ပြီးသူဟာသူ့ရဲ့10တနှစ်အရွယ်သမီးလေးမင်ဒီကိုကြီးကအင်ဂျီဝတ်ခိုင်းကအနီးကပ်တင်းနဲ့ပစ်ပြီးကြန့်ခိုင်အောင်ရဲရဲဆက်ဆက်လေ့ကျင့်ပေးနေတာပါလေ့ကျင့်ခန်းပြီးရင်တော့ဖခင်ကောင်းတယောက်လိုရေခဲမုံကျွေးတတ်ပါသေးတယ်ဒေးတယောက်ဝတ်စုံဝတ်ပြီးပဝန်းကျင်ကိုစောင့်ကြည့်နေရင်တနေ့မှာသူ့ကိုဓာပြတိုက်ခဲ့တဲ့လူမိုက်တွေကိုပြန်တွေ့ရောတွန်းဆုတ်နေမိပေမဲ့နောက်ဆုံးတော့ဝတ်စုံလဲပြီးတုံးနှစ်ချောင်းနဲ့ဝင်ချလိုက်တယ်ဒါပေမဲ့လူမိုက်တွေကသူ့ကိုရေစရာမှတ်ပြီးဓာတ်နဲ့ထိုးကထွက်ပြေးသွားကြတယ်ဒေးဟာလမ်းမပေါ်ရိုင်းနိုင်ထွက်လာရင်ကားတိုက်ခံရပြီးကားသမားကလည်းမောင်းပြေးသွားပြန်တဲ့ဆေးရုံကားပေါ်ရောက်တော့သူ့ဝတ်စုံကိုဝတ်ထားပေးဖို့ပါယာမဒီဆရာဝန်ကိုတောင်းပန်ခဲ့လို့ဆေးရုံကိုအဝတ်ပလာနဲ့ရောက်သွားခဲ့ရတယ်ဆေးရုံကစင်းလာတဲ့ဒေးဟာအယိုးတွေကျိုးလို့တတုပြားတွေထည့်ထားရပြီးနာကျင်မှုအာယုံကြောတွေပျက်စီးသွားလို့နာကျင်မှုကိုမခံစားရတော့တဲ့ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်လာတယ်။ကြောင်းပြန်တတ်တော့ကေဒီကသူ့ကိုချင်းကပ်လာပြီးကော်ဖီတောက်ဖို့ဖိတ်တယ်ဒါပေမဲ့ဝမ်းသာစရာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့တရုတ်ဆေးရုံကိုအဝတ်ပလာနဲ့ရောက်သွားတာမို့ကေဒီကသူ့ကိုအချောက်လို့ထင်နေလို့ပဲဒေးကတော့ကေဒီနဲ့နီးစပ်ခွင့်ရဖို့အမှန်တိုင်းမပြောဘဲအဲ့ဒီအတိုင်းပဲဟန်ဆောင်နေလိုက်တယ်။နာကျင်မှုမရှိတော့တဲ့ဒေးဟာတုံးနှစ်ချောင်းကိုကြောမှချေပြီး KS ဆိုတဲ့အမည်နဲ့မိုင်းစပေးအကောင့်တစ်ခုဖွင့်ကလမ်းမပေါ်ပြန်ထွက်လာခဲ့တဲ့တညမှာတော့လူမိုက်တွေဝိုင်းရိုက်နေတဲ့လူတယောက်ကိုဝင်ကြရင်ပြင်းထန်ပြန်လဲတိုက်ခိုက်ခဲ့တဲ့အဲ့ဒီမြင်ကွင်းကိုဘေးကလူတွေကဗီဒီယိုရိုက်ပြီးအင်တာနက်ပေါ်တင်လိုက်ရာကနေ KS ဟာတညတဲ့နဲ့တကဘာလုံးတည်သွားတဲ့စူပါစတာဟီယိုဖြစ်လာခဲ့တယ်။ KD ကသူ့ကိုနှောင့်ယှက်နေတဲ့မူရစ်ဆေးရောင်းသူရက်စဲအကြောင်းကို KS ဒေးစီမက်ဆေ့ရဖို့ပြီးအကူအညီတောင်းတဲ့ဒေးကဝတ်စုံဝတ်ပြီးရက်စဲရဲ့အခန်းကိုတွားရောက်ချင်းချောက်ပေမဲ့လူမိုက်တွေရဲ့ဝိုင်းဖွဲ့ကိုခံရပြီးအသက်အန္တရာယ်ကြုံရပြန်တဲ့အဲ့ဒီအချိန်မှာပဲဝတ်စုံပြီးနဲ့ဟီဂန်လို့ခေါ်တဲ့မင်ဒီရောက်လာပြီးလူမိုက်တွေကိုဓာတ်နဲ့ရဲရဲဆက်ဆက်ခုတ်တက်ပစ်လိုက်တယ်သူ့အဖေဗစ်ဒေဒီခါလဲအဝေးကနေတင်းနဲ့ပစ်ကူပေးတယ်သူတို့နှစ်ယောက်ဟာစစ်မှန်တဲ့လက်စားချေဘီဂျီလန်ဒီတွေဖြစ်ပြီးတဲ့အင်္ဂါတော့သူတို့ရှေ့မှာကလေးကစားစရာလိုဖြစ်နေခဲ့တယ်တကယ်တော့ဖျန့်ခါဒေမွန်ကိုမတရားမှုဆင်ပြီးထောင်ချခဲ့လို့ဒေမွန်ထောင်ချနေတော့သူ့ဇနီးကကိုတက်တည်သွားခဲ့တာပါအဲ့ဒါကြောင့်ဒေမွန်ဟာတမိဖြစ်သူမင်ဒီကိုတက်ဖြတ်ရေးပညာတွေတင်ပေးပြီးဖျန့်ကိုလက်စားချေဖို့ပြင်ဆင်နေတာဖြစ်တဲ့ဖျန့်ကတော့သူ့ရဲ့မူရစ်ဆေးကောင်းကိုဖျက်ဆီးနေတာ KS လို့ထင်ပြီးသူ့ကိုတက်ဖို့စ조사တဲ့ဖျန့်ခေတာခေကသူ့ဖေရဲ့အလုံးမှာပါဝင်ကျင်တာမို့အကြံတစ်ခုထုတ်တယ်အဲ့ဒါကတော့သူ့ကိုယ်သူ Yetmis ဆိုတဲ့ဟီယိုတစ်အဖြစ်ဟန်ဆောင်ပြီး KS ကိုထောင်ချောက်ဆင်ဖို့ပါပဲ Yetmis ဟာ KS နဲ့မိတ်ဆွေဖွဲ့ပြီးဖျန့်ခေကုံလောင်ယုံတစ်ခုစီခေါ်သွားတယ်ဒါပေမဲ့ကုံလောင်ယုံကမီးလောင်နေပြီဖြစ်ပြီးဗဒေဒီကဖျန့်ခေလူတွေကိုအကုန်တက်သွားတာကို Yetmis ရဲ့ဝတ်ထားတဲ့ကင်မရာကနေတဆင့်ဖျန့်တီးသွားခဲ့တဲ့ဖျန့်ခါဗဒေဒီကိုဖမ်းဖို့အတွက် KS ကိုထောင်ချောက်အဖြစ်ပြန်သုံးဖို့သားဖြစ်သူခလစ်ကိုခိုင်းတဲ့ဒေးကတော့ဟီယိုလိုတာကိုရက်တံပြီး KD ကိုသူ့ရဲ့အမှန်တရားကိုဖွင့်ပြောကချစ်သူတွေဖြစ်သွားကြပြီဒါပေမဲ့ Yetmis ကအကူအညီတောင်းလို့နောက်ဆုံးအကြိမ်အဖြစ်ဝတ်စုံပြန်ဝတ်ပြီးသွားတွေ့ရာကနေဗဒေဒီတို့ရဲ့ပုံခိုရာနေရာကိုလမ်းပြမိတယ်လို့ဖြစ်သွားခဲ့တယ် Yetmis ကဟီဂန်ကိုရင်ပတ်တိတ်တင်းနဲ့ပစ်ချလိုက်ပြီးဖျန့်ခေလူတွေက KS နဲ့ဗဒေဒီကိုဖမ်းဆီးသွားကြတယ်ဖျန့်ခါ KS နဲ့ဗဒေဒီကိုကူလားထိုင်မှာတုံ့နှောင်ပြီးအွန်လိုင်းကနေတိုက်ရိုက်ထုတ်လွှင့်ကလူမိုက်တွေကိုရိုက်နှက်ခိုင်းနေပြီးတော့ဗဒေဒီကိုမိရှို့တက်ဖို့လုပ်ကြတယ်အဲ့ဒီအချိန်မှာကြီးကအင်ကြီးကြောင့်အသက်ရှင်ကျန်ရစ်တဲ့ဟီဂန်ရောက်လာပြီးမိဘိတ်ကဖျန့်ခေလူတွေကိုအမောင်ထဲမှာတယောက်ပြီးတယောက်တုတ်တင်တယ်ဒါပေမဲ့ဗဒေဒီကတော့မီးလောင်တန်ရာပြင်းထန်လို့တမိဖြစ်သူရဲ့ရင်ခွင်ထဲမှာပဲအသက်ပြောက်သွားခဲ့ရတယ်အဖေအတွက်လက်စားချေဖို့ဖျန့်ခေဌာနချုပ်ကိုတွားတိုက်မဲ့ဟီဂန်ကို KS ကကူညီဖို့ဆုံးဖြတ်လိုက်တဲ့ဟီဂန်ကကျောင်းသူလေးလိုဟန်ဆောင်ပြီး
ဂုံးချုပ်ဆောက်အုံနဲ့ဝင်ကလူမိုက်တွေကိုတွေးချောင်းစီအောင်တက်ဖြစ်တယ်ခဲယမ်းကုန်သွားလို့အနေအကြုံနေရချိန်မှာပဲ KS ဟာမီနီဂန်တင်နဲ့တွေတက်ဆင်ထားတဲ့ဂျက်ပက်စက်ရုပ်ပြန်ကြီးကိုစီးပြီးပြတင်းပေါက်ကနေဝင်လာကလူမိုက်တွေကိုကြိတ်ပစ်လိုက်တယ်။ဒေးယူနဲ့ခရစ်တိုဟာဒိုဂျိုခန်းထဲမှာအပြန်လန်လုံးထွေးတပ်ပုတ်ရင်းနှစ်ယောက်လုံးတတိမေသွားကြတဲ့တစ်ဖက်မှာတော့ဟီဂန်ဟာတိုက်ခိုက်ရေးကျွမ်းကျင်တဲ့ဖျန့်ခက်ရိုက်နှက်မှုကိုခံနေရပြီးအသက်ခံရခါနီးချိန်မှာဒေးယူတတိရလာပြီးဘာဇူကာစက်ကူပစ်တင်နဲ့ကြီးနဲ့ဖျန့်ကိုချိန်လိုက်တယ်။ဖျန့်ခါပြတင်းပေါက်ကိုဖောက်ထွက်ပြီးကောင်းကင်ရံထက်မှတင်အပိုင်းပိုင်းပြက်ကပောက်ကွဲသွားတော့တယ်ခရစ်တတိရလာချိန်မှာတော့အားလုံးနောက်ကျသွားပြီဖြစ်ပြီးဒေးနဲ့ဟီဂန်တို့ဂျက်ပတ်ကြီးစီးပြီးပြင်တန်းထွက်ခွာသွားတာကိုပဲညှိကြည့်ကြံရိပ်ခဲ့တယ်။အဆုံးသက်မှာတော့ဒေးဟာ KS အဖြစ်ကနေအနားယူပြီး KD နဲ့ပျော်ရွှင်စရာဘဝလေးကိုဖြစ်တန်းတယ်မင်ဒီကတော့ရဲရရှိမာကတ်နဲ့အတူနေထိုင်ပြီးကျောင်းပတ်ဝန်းကျင်ကလူမိုက်တွေကိုနှိမ်နင်းဖို့ပြင်ဆင်နေရဲ့ဒါပေမဲ့ဇလန်းကဒီတေမပြီးသေးပါဘူး။အဖေဆုံးရှုံးသွားတဲ့ခရစ်ဟာဖျန့်ခက်ရုံခန်းကူလားထိုင်ပေါ်မှာထိုင်ရင်ပုံမမောင်မိုက်တဲ့ရက်မစ်ဘီလိန်အဖြစ်ဝတ်စုံအစ်စ်ကိုဝတ်ဆင်ကကလဲစားချေဖို့ပြင်ဆင်နေပါတော့တယ်။